ထမင်းမောင်းလုံနီကိုလေလွန်ခဲ့တဲ့တလခွဲလောက်တကတချင်းလေးနောက်ခံထားပြီးတော့တင်ပေးဘူးတာရှိရပေါ့နော်ဟိုးဆက်တော့တင်ထားတဲ့ဗီဒီယိုလေးတွေကစလိုက်ကြည့်ပြီးတော့ကိုယ်အားပေးနေတဲ့ fan လေးတွေရှိပါတယ်အဲ့ဒီ fan လေးတွေကစနီးကိုဘာပြောလဲဆိုရင်စနီးအတန်လေးရိုက်တဲ့ vlog လေးတွေကပဲပို့ပြီးတော့နားထောင်လို့ကောင်းတယ်စနီးအတန်လေးရိုက်ပြမှာပဲအမားတို့အတွက်ပို့ပြီးတော့နားလဲလွဲပါတယ်ဆိုပြီးလာတောင်းဆိုတာလေးတွေရှိရပေါ့နော်ထမင်းမောင်းလေးကိုလည်းစနီးအတန်လေးနဲ့ပို့ပြီးတော့နားလဲလွဲအောင်လို့ချက်ပြပေးပါအောင်ဆိုလို့ထက်ချက်ပြပေးလိုက်ရပါတယ်စနီးတို့ chef တွေကလေတကယ်ကျတော့အမှုပညာရှင်တွေလိုပါပဲဟင်းပွဲတစ်ပွဲအတွက်ဆိုလို့ရှိရင်ချက်ပြုတ်တဲ့အရာသာအပြင်ကိုမှအသေးရွက်လီးတာအသားငါးလီးတာနဲ့ချက်ပြုတ်ပြီးတော့ထွက်လာတဲ့အခါမှာပလိတ်တင်းပြင်းတာအစုံလှလှလေးပဲထွက်ချင်တဲ့ဆန္ဒရှိကြတဲ့သူတွေပါချက်ပြုတ်တဲ့အခါမှာလည်းအိုးတွေမှာပွားစီရိုက်မနေအောင်လို့တသက်ရက်လေးဖြစ်အောင်လို့ထိမ့်သိမ့်ပြီးတော့ချက်ပြုတ်ရပါတယ်ရူးတွေအများကြီးရှိတဲ့ထဲမှာ chef တွေအတွက်ရူးတွေတချို့လည်းစနီးကအသေးရွက်လီးနဲ့နည်းနည်းလေးပေါ်လိုက်ပါဦးမယ်chef တယောက်အတွက်အဓိကဦးစားပေးရတော့ hygiene မှာ hygiene ဆိုတာစနီးတို့တန်ရှင်းတည့်ရက်မှုလို့ခေါ်ရပေါ့နော်တန်ရှင်းတည့်ရက်မှုကပထမဦးစားပေးအဆင့်ပါပြီးရင်တော့လက်ဆက်တဲ့အသားတွေနဲ့လက်ဆက်တဲ့အသီးရွက်တွေကိုပဲရွေးချယ်ပြီးချက်ပြုတ်ရမယ်ဆိုတဲ့ rule လေးလည်းရှိပါသေးတယ်ဟင်းပွဲတစ်ပွဲကောင်းကောင်းလေးထွက်ဖို့အတွက်ဆိုလို့ရှိရင်အရသာအပိုင်းပြင်ကိုမှအပူချိန်ထိန်းကြီးတက်ဖို့လည်း chef တွေမှာတာဝန်ရှိပါတယ်ကိုချက်နေတဲ့ဟင်းပွဲနဲ့တင်းတင်းများတဲ့အပူချိန်မဟုတ်ဘဲနဲ့အပူချိန်များသွားတာအပူချိန်လျော်လွန်းတာမျိုးတွေမဖြစ်အောင်လေတာဝန်ယူရပါသေးတယ်တချို့အတန်လေးတွေလည်းပြန်ကြားရတယ်ပေါ့နော်chef တွေမှာ chef အကူတွေရှိတာပဲအနောက်ကဓာတ်ကိုက်တွေကအသားငါးတွေအသီးရွက်တွေတေချာလေးပေးပြီးတော့ပြင်ဆင်ပေးလိုက်တယ်သူတို့ကအဲ့ဒါလေးတွေကိုအိုးထဲမှာထည့်ပြီးဇွန်းလေးနဲ့ငွေယုံမဲ့လေဘာခက်လို့လဲလို့အမြဲတမ်းပြန်ကြားရတယ်ပေါ့နော် chef တယောက်ကလေဒီဟင်းပွဲကိုအရသာကောင်းအောင်ချက်ပြုတ်ပေးလိုက်ရုံနဲ့မပြီးသေးပါဘူးနော်ဟင်းပွဲတစ်ပွဲကိုစာမွေးဆန်းသက်နေရတယ်လို့ပါပဲ customer စီရောက်သွားတဲ့အချိန်မှာ customer ဘက်ကလာတဲ့ကောင်းတယ်ဆိုးတယ်ဆိုတဲ့ complaint တွေကိုလည်းထိုင်ပြီးတော့ဒိုင်ငံဖြေရှင်းပေးရပါသေးတယ်လူမျိုးစိတ်အထွေထွေဆိုတော့ကိုချက်တဲ့ဟင်းပွဲကို100%လူတိုင်းကြိုက်ရမယ်လို့အာမခံချက်မရှိပါဘူးစနီးလက်ရကိုကြိုက်တဲ့လူတွေလည်းရှိသလိုစနီးလက်ရကိုမကြိုက်နှစ်သက်တဲ့လူတွေနဲ့လည်းအများကြီးကြုံခဲ့ရပါတယ်စနီးချက်တာပေါ်တယ်ငန်တယ်ဆိုတဲ့ complaint တွေများစွာကိုစနီးပြန်ပြင်ပေးခဲ့ရတဲ့ဟင်းပွဲလေးတွေလည်းရှိခဲ့ပူပါတယ်လေပေါ်ချင်လို့အသီးရွက်တွေရှောက်လီးပြနေတာလေလဲပေါ်ပြီးဆိုတော့ချက်ပြုတ်တဲ့ဇလန်လေးစားလိုက်ကြရအောင်ပေါင်မုံထမင်းစားစွန်းတစ်စုံကိုရေ30 ml နဲ့ခက်ပစ်ပစ်လေးဖြော်ထားလိုက်ပါမယ်ပြီးရင်တော့ရင်နွေးလေးတအိုးတည်ထားလိုက်ပါမယ်တည်ထားတဲ့ရင်နွေးဦးလေးထဲမှာကြက်ရခက်တဲ့အသားတွေကိုအရင်ဦးဆုံးထည့်ပြုတ်မယ်ပြီးရင်တော့နောက်ထပ်ပဲပြားလေးထည့်ပြုတ်မယ်ပဲပြားလေးကို10 မိနစ်ခန့်ပြုတ်ပြီးဆိုရင်တော့ဥနီလေးတွေထည့်မယ်ရွှေပဲသီးလေးတွေလည်းထည့်မယ်ရွှေပဲသီးနဲ့မုံညင်းဖြူတော့လေစနီးကရင်တွေဖြောယုံလေးပဲဖြောမှာပါเนาะထည့်ပြီးရလည်းမပြုတ်ပါဘူးထည့်ပြီးတန်းစင်ပါပါရှင်ဒါမှလေအသီးရွက်လေးတွေကကျွတ်ပြီးတော့ပို့ပြီးတော့စားကောင်းစေမှာပေါ့เนาะပြုတ်ထားပြီးသားအသီးရွက်လေးတွေကိုလေကြက်သွန်ဖြူလေးနဲ့စီတက်မယ်ပေါ့เนาะစီတက်မယ်ဒါပြောတာပါစီလုံးဝမထည့်ဘဲနဲ့တတ်မှာပါပေါ့เนาะဘာလို့လဲဆိုတော့စနီးကတခြားအရသာတွေအများကြီးထပ်ထည့်အောင်မှဖြစ်တဲ့အတွက်ကြောင့်မို့လို့ကယ်လိုရီတွေအများကြီးကျော်သွားမှာဆိုလို့ပါပန်းငယ်ဥပွားလေးကိုတော့စနီးတို့ကထည့်ပြီးတော့မပြုတ်ဘူးပေါ့နော်ဒီလိုမျိုးလေးကြက်သွန်ဖြူလေးနဲ့ရောပြီးတော့စီတက်ပေးရပါတယ်ဒါမှပိုမွေးပြီးတော့ပိုစားကောင်းစေတာပါနော်ပြီးရင်တော့ထမင်းမောင်းအတွက်မရှိမဖြစ်ပါဝင်တဲ့အရသာလေးတွေထည့်ပေးပါမယ်အရသာလေးကိုလွန်လွန်ကဲကဲမထည့်တော့ပါဘူးထည့်ရမယ့်အရသာတွေကစုံနေတာဖြစ်တဲ့အတွက်ကြောင့်မလို့နည်းနည်းစီပဲထည့်ပါမယ်နော်ခရူးစီကိုထမင်းစားစွန်းနဲ့ဇွန်းတစ်ဝက်ထည့်မယ်ပန်းငယ်မြားကြီးအကျဲကိုတော့ထမင်းစားစွန်းနဲ့တစ်စုံထည့်ပါမယ်ပြီးရင်တော့အစောကပြုတ်ထားတဲ့အသီးရွက်ကလေးတွေအကုန်လုံးကိုထည့်ပြီးတော့တခါလေးရောပြီးတော့စီတက်လိုက်တဲ့သဘောမျိုးလေးလုပ်ပါမယ်စီတက်နေတော့မှပဲထမင်းမောင်းအယောင်လေးလှဖို့အတွက်နဲ့အရသာနည်းနည်းလေးပို့ပြီးလေးပင်လေးဖြစ်ဖို့အတွက်ဆိုရင်ပဲငယ်မြားကြီးအနောက်ကလေးကိုလက်ဖက်ရည်စွန်းနဲ့ဇွန်းတစ်ဝက်စာလောက်ထပ်ထည့်ပေးလိုက်ပါသေးတယ်ဆိုင်မှာဝယ်စားမယ်ဆိုရင်တော့ထမင်းမောင်းလေးကိုဒီထက်ပို့ပြီးတော့ချိုလေးဖြစ်အောင်လို့တော့တခြားကိုလက်ဖက်ရည်စွန်းတစ်စုံစာလောက်ထည့်ချသေးတယ်ပေါ့နော်စန်နီကတော့ healthy recipe ဖြစ်တဲ့အတွက်ကြောင့်မလို့တခြားလုံးဝထည့်မသုံးပါဘူးနော်စားကိုလည်းလက်ဖက်ရည်စွန်းနဲ့ဇွန်းတစ်ဝက်လောက်ထည့်ပေးလိုက်ပါသေးတယ်ဒါမှထမင်းလေးနဲ့တွဲဖက်စားတဲ့ခါမှာအရသာလေးပင်လေးရမှာပေါ့နော်အရသာလေးအားလုံးနှက်ဆက်သွားပြီဆိုရင်တော့ရေထည့်ပါမယ်ထမင်းမောင်းဆိုတဲ့အတိုင်းပဲကော်ရီရွှဲလေးနဲ့စားရတဲ့အရသာလေးရအောင်လို့ရေထည့်ပေးရပါတယ်နော်ခဏလောက်ရေလေးပွက်အောင်တည်ပြီးသွားလို့ရှိရင်အစောကခက်ပြစ်လေးဖြော်ထားတဲ့ကော်ရီလေးလောင်းထည့်ပေးပါမယ်ကော်ရီလေးထည့်ပြီးသွားရင်တော့အကြာကြီးတည်စရာမလိုပါဘူးเนาะကော်ရီလေးကြက်ပြီးတော့ကော်စိမ်းနံလေးပျောက်သွားရင်ရပါပြီတအားကြီးအကျက်လွန်သွားလို့ရှိရင်အသီးနံတွေကနွမ်းသွားပြီးတော့အရေးပြစ်ကြီးဖြစ်သွားနိုင်ပါတယ်เนาะထမင်းမောင်းဆိုတဲ့အတိုင်းပဲထမင်းလေးနဲ့တွဲဖက်စားရမှာဖြစ်လို့အရေးကြက်လေးနဲ့ပို့ပြီးတော့လိုက်ဖက်ပါတယ်မပြစ်မကျဲအနေထားပုံစံမျိုးလေးဆိုရင်ရပါပြီเนาะစီလုံးဝထည့်မထားတဲ့အတွက်ကြောင့်မို့လို့အနံ့မွေးလေးဖြစ်အောင်လို့စန်ဒီယာနှမ်းစီလေးတစ်ပေါက်လောက်တော့ထည့်လိုက်ပါသေးတယ်ပြီးရင်တော့ထမင်းမောင်းရဲ့အသက်ဖြစ်တဲ့ငရုတ်ကောင်းလေးဖြူပြီးရင်တော့ထမင်းလေးနဲ့တွဲဖက်ပြီးတော့စားလို့ရပါပြီရှင်ဒီထမင်းမောင်းချက်နီလေးကလေစိုင်မှာဝယ်စားရတဲ့ bite လေးရမှာပါเนาะဆိုင်နေနဲ့ကွာချက်ဘာရှိရလဲဆိုရင်စနီယာ healthy recipe နဲ့ချက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဟင်းညုံမုံမသုံးဘူးတခြားမသုံးထားတဲ့အတွက်ကြောင့်မလို့အရသာလေးကတော့ချိုပြင်းလေးဖြစ်မနေပါဘူးเนาะအလေးစားတဲ့သူတွေအတွက်တော့နည်းနည်းလေးပေါ့တယ်လို့ခံစားရမှာဖြစ်ပေမဲ့လို့ဒီတိုင်းစားမယ်ဆိုရင်လည်းအရသာရှိတဲ့ထမင်းမောင်းလေးတစ်ပွဲတော့ဖြစ်နေတာပေါ့ရှင်
စနီတို့လေဝိတ်တွေချအစီတွေချပြီးတော့ healthy lifestyle သွားနေတဲ့အချိန်မှာဒီလိုထမင်းမောင်းလေးတစ်ပွဲကစနီတို့အတွက်အများကြီးအထောက်အကူပြုစေပါတယ်နော်သူ့မှာအသီးရွက်တွေစုံနေအောင်ပါတဲ့အတွက်ကြောင့်မလို့ fiber ဓာတ်တွေအများကြီးရတဲ့အပြင်မှာအသားနဲ့ပဲပြားရည်လည်းပါတဲ့အတွက်ကြောင့်မလို့ protein တွေလည်းအပြည့်အဝရတဲ့မီလေးတစ်ခုဖြစ်မှာပေါ့နော် high protein ဖြစ်တဲ့အစားအသောက်တစ်ခုဆိုရင်လည်းမမားပါဘူးเนาะဒီနေ့ဗီဒီယိုလေးမှာတော့စနီလေးနည်းနည်းပေါ်တာနဲ့ဗီဒီယိုလေးကနည်းနည်းလေးရှည်သွားလို့အားနာရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်เนาะနောက်ထပ်ဗီဒီယိုမှာပြန်ဆောင်ကြပါမယ်ရှင်